ကလေးကန့်ကောအကြောင်းသေးချာသိရအောင်အဆက်ကနေပြောပြပါမယ်။ကလေးနဲ့ကန့်ကောကြားစစ်တပ်ခြေစိုက်စခန်းများဖြစ်သည့်ကမ်ဘာနီမန်နောအောင်တာယာအရှိအနောက်ကျန်တာကြီးရွာတို့ကိုဖေဖော်ဝါရီလမှဧပြီလအတွင်းတော်လန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။လက်ရှိတွင်စစ်တပ်ကကျန်တာတွင်ပြန်လည်ခြေကုပ်ယူပြီးနောက်ကလေးတောင်ပိုင်းရှိတော်လန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ထားသည့်ကြီးရွာများသို့ပြန်လည်စစ်ကြောင်းထိုးလာနိုင်ပွဲရှိသည်။ဟုထက်ပါတရင်နှင့်ပြန်ကြားရေးတာဝန်ရှိသူကသုံးသပ်ပါတယ်။ကျန်တာကြီးရွာနှင့်၃မိုင်ခန့်ကွာကံကောမြို့နယ်ပြည်သူ့စစ်ကြေးရွာများတွင်အခြေစိုက်သောစစ်တပ်ကစက်တင်ဘာလဒုတိယပတ်အတွင်းအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်ခဲ့ရာတွင်လက်နက်ကြီးတရုံတို့ဖြင့်တိုက်ခိုက်မှုများကြောင့်စက်တင်ဘာလ20ရက်နေ့တွင်တော်လှန်ရေးတပ်များကဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျွန်တော်တို့နဲ့သူတို့ကမီတာဘယ်လောက်မှမကွာဘူးအမြဲတမ်းလာတိုင်းဒီအတိုင်းဆောင်ကြည့်နေရတဲ့အနေအထားပေါ့။နောက်တော့မီတာ300လောက်ကနေကြာသပတေးနေ့မှာဖြည်းဖြည်းချင်းပြန်၍လာတဲ့တိုက်ပွဲပြင်းထန်တဲ့သူတို့ကိုကာနိုင်တဲ့အတွက်သူတို့ပြန်ဆုတ်တဲ့စနေနေ့မနေ့ပိုင်း8နာရီ9နာရီလောက်မှာတိုက်ပွဲပြင်းထန်တာပေါ့နောက်ဆုံးမှာပြန်ပေးလိုက်ရတာပေါ့လို့ချင်းဒေတာကာကွယ်ရေးတပ်ဖွဲ့ကလေးကဘောကန့်ကောမှပြန်ကြားရေးတာဝန်ရှိသူတို့ကပြောလာပါတယ်စက်တင်ဘာလ20ရက်နေ့ကျန်တာတိုက်ပွဲတွင်တော်လန်ရေးတပ်ဖွဲ့ဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးညနေပိုင်းဆုတ်ခွာချိန်တွင်ကာပိပေးသည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်2ဦးသေဆုံးကြောင်းလဲသူကဆက်ပြောပါတယ်ကလေးမျိုးအောင်ဘက်မိုင်40ခန့်ကွာကလေးကန့်ကောလမ်းပေါ်ရှိကျန်တာရွာသည်စစ်ကိုင်းတိုင်းကလေးမျိုးနှင့်မကွေးတိုင်းကန့်ကောမြို့နယ်ရှိပြည်သူ့စစ်ကြေးရွာများသို့စစ်တွေရေးအတွက်အရေးပါသည့်နေရာတွေရှိသဖြင့်စစ်တပ်ကထိုရွာပြန်ရရေးချိန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းအထက်ပါပြန်ကြားရေးတာဝန်ရှိသူကသုံးသပ်ပါတယ်။ကျန်တာကတော့သူတို့အတွက်ကအိမ်တအိမ်ဆိုရင်တော့ခြံတကားမကြီးလို့ဖြစ်နေပေါ့ကျွန်တော်တို့ကသူတို့ရဲ့အိမ်ထဲကိုကြိုက်တယ်လို့ဝင်လို့ရတဲ့အနေထားပေါ့ကျန်တဲ့ပြူစောထီရွာတွေကြိုက်တယ်လို့ဝင်လို့ရတဲ့အနေထားဆိုတော့သူတို့ကကျန်တာကိုမရရအောင်လို့အိမ်ရှိတကားမကိုပြန်ပိတ်ချင်တဲ့သဘောပေါ့ကလေးကန့်ကောလမ်းပေါ်ရှိကန့်ကောမြို့နယ်ဟန်တာဝတီမြောက်ခင်ရန်ကျေးရွာတို့သည်စစ်တပ်နှင့်ပြည်သူ့စစ်အင်အားကောင်းသည့်ရွာများဖြစ်ပြီးကလေးမြို့နယ်အင်းကျုံရေရှင်ကြောက်ပြုတ်ပါဝင်ပြည်သူ့စစ်ထိုင်ချထားရာကျေးရွာ30ရွာခန့်ရှိပါတယ်။ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့တယောက်တစ်ပေါက်လို့ရင်တော့ထိန်းနိုင်မှာမဟုတ်ဘူး။တယောက်တစ်ပေါက်သူ့နယ်ကိုနယ်ဒီဘက်မှာလာမတိုက်နဲ့ဆိုတာမျိုးဖြစ်နေတဲ့၍ကတော့ထိန်းထားတဲ့နေရာတွေတစ်မြို့ပြီးတစ်မြို့တနေရာပြီးတနေရာတစ်စခန်းပြီးတစ်စခန်းဆုံးရှုံးမှာပဲကျွန်တော်တို့မစည်းလုံးဘူးဆိုရင်တော့ပေးရမှာပဲလို့သူကဆက်ပြောပါတယ်။ကျန်တာရွာကိုစစ်တပ်နဲ့ဒေသပြည်သူစစ်ပူးပေါင်းတပ်ကထိုးစစ်ဆင်ပြီးစက်တင်ဘာလ20ရက်နေ့တွင်အပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးဆက်လက်ထိုးစစ်ဆင်ရန်စစ်ရေးအရှိန်မြင့်တင်နေကြောင်းစစ်တပ်တယ်လီဂီယံများတွင်ဖော်ပြထားပါတယ်။မကွေးနဲ့ရခိုင်ဆက်နိုဘဲမြို့နယ်တွေကနေရီကံပြူဟာဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။မကွေးတိုင်းနိုဘဲမြို့နယ်တွေကနေရီကံပြူဟာဝန်းကျင်ကိုစစ်တပ်ကလက်နက်ရိတ်ခါနဲ့လူအင်အားတွေဖြည့်ပြီးရှေ့တိုးလာရာအေးပူးပေါင်းတပ်နဲ့နေတိုင်းဒီပါတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေတာခန်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။စက်တင်ဘာလဆန်းပိုင်းမှာပဲစစ်တပ်ကတပ်မ96လက်အောက်ခံတပ်တွေကိုအနာပေးပြီးစကား59လက်အောက်ခံတပ်တွေနဲ့အစားထိုးတက်ပြောင်းထားသလိုအခုနောက်ပိုင်းကပတ်စ14ကနေလဲဒေါ်လန်တိုင်းတက်ကူတွေပို့တာရှိတယ်လို့ရှေ့တန်းနဲ့အဆက်အသွယ်ရှိသူကပြောပါတယ်ရှေ့တန်းနဲ့ညီဆက်သူစစ်ရေးရင်းမြစ်ကအတက်အဆုပ်လုပ်တာကပတ်စ14ကနေပြီးတော့ဖြတ်တက်တာသူတို့ကအဲ့ဒီမှာကားလန်သုံးမပြုတ်ဘူးမိုးရင်းကကားလန်သုံးလို့မရဘူးရှောင်းရင်ပြီးလို့ရှိရင်အထက်မှာပါရှိလဲဆိုရင်အဲကနေပြီးတော့တင်ပြင်းတို့လိုင်းတို့နောင်တို့အဲ့ဒီလန်ကနေပြီးဖောက်တက်သွားတာခြေလင်းတက်တာတော့အဲလန်အသုံးပြုတ်နေတော့တရင်ကပျောက်နေတာကားနဲ့တက်ရင်တော့မဆက်ခ905ကနေထွက်ပြီးဆိုကြတဲ့ကိုကကားကအဲကနေပြီးတော့တရင်ခဲ့ရတယ်လေလိုင်းတို့ဟိုတက်တင်ပြင်းတို့နောက်ဒီဘက်ကိုကြီးတို့မှာအားတော့မကြာခဏထိတွေ့မှုတွေရှိတယ်လို့ပြောပါတယ်တောင်ကျောပေါ်ကစစ်တပ်ရဲ့အင်အားတိကျကိုမသိရပေမဲ့စက်တင်ဘာ23ရက်မုံလွဲဆက်တနာရီလောက်မှာပဲဆက်စီရွာဘက်ကနေအင်အားပြပါတယ်ကားကြီးစီကိုဝရွာဘက်ကနေတပ်သား3ယောက်ပါတယ်ကားကြီးစီတက်လာတာမြင်ရကြောင်းဒေတာခန်ကလည်းပြောပါတယ်ဒါအပြင်အခုလာတဲ့မှာပဲအေအေကကာကင်းတစ်ခုကိုထပ်ပြီးရှင်းလင်းနိုင်ခဲ့တဲ့နောက်စက်တင်ဘာလဆန်းပိုင်းကစလို့ကိုကြီးရွာကဒေတာခန်တွေကိုတောင်းအောင်ဆင်းကြဖို့စစ်တပ်ကပြောတဲ့အကြောင်းအတိမပြုတ်နိုင်တဲ့သတင်းတွေထွက်နေပါတယ်ကိုကြီးရွာခန်စစ်ဆောင်မျိုးသားတယောက်ကတဝက်နီးပါးတော့ရှိဦးမှာပေါ့တဝက်ကျွန်တော်တို့ကအင်ချေ200လောက်ရှိတာကိုနီးနားဖြစ်နေပြီဆိုရင်တော့လေရှောင်ရမှာပေါ့လေလို့သူကပြောပါတယ်တစ်ဖက်မှာလည်းပရန်ဒေတာခန်တယောက်ကကိုကြီးရွာဘက်ကနေမိသားစုအနေငယ်ဆင်းလာတာတွေ့ရတယ်လို့ရွာလုံးကျွတ်ရွှေခိုင်းတဲ့ကောလာဟလတွေလည်းထွက်နေပေမဲ့သူ့အနေနဲ့အသေးစိတ်အတိမပြုတ်နိုင်သေးကြောင်းပြောပါတယ်တစ်ဖက်မှာလည်းစစ်တပ်ကထိုးစစ်ဆင်တာကြောင့်ဆွန်တက်ကြီးရွာနားမှာအေနဲ့စက်တင်ဘာ10ရက်နေ့တုန်းကတိုက်ပွဲဖြစ်ပါသေးတယ်နေရီကန်စခန်းဟာရခိုင်နဲ့မကွေးကိုချိတ်ဆက်ထားတဲ့အမင်ဘူးလမ်းပေါ်တည်ရှိပြီးနှစ်ဖက်လုံးအတွက်စစ်ရေးရအရေးပါတဲ့နေရာဖြစ်ပါတယ်။တပိတ်ချင်းမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စက်တင်ဘာ23ရက်နေ့တုန်းကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကမိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့လမ်းလေကြီးရွာမှာတိုက်ပွဲတွေပြင်းထန်ပြီးနောက်စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတယ်လို့ဒေတာခန်တွေကပြောပါတယ်။
တော်လန်ရေးတပ်တွေရပ်ပေါင်းများစွာကုခံခဲ့ပြီးတိုက်ပွဲပြင်းထန်နေတဲ့လမ်းလယ်ကြီးကျေးရွာကိုစက်တင်ဘာ23ရက်မှာပြန်ရခဲ့တယ်လို့စစ်တပ်ကတပ်ပုံတွေနဲ့ထုတ်ပြန်လာပါတယ်။နေ့တိုင်းလေကြောင်းတိုက်နေတော့စုပ်ပေးလိုက်ရတာပါတခြားနေရာတွေလည်းထိတိုက်ရင်ဆိုင်နေကြပါတယ်လို့တော်လန်ရေးရဲဘော်တူကပြောပါတယ်။လက်ရှိမှာလမ်းလယ်ကြီးကျေးရွာအတွင်းစစ်တပ်ကတပ်ဆွဲထားတယ်လို့အဲ့ဒီရဲဘော်ကဆက်ပြောပါတယ်။လမ်းလယ်ကြီးရွာဟာတပိတ်ချင်းမိုးကုတ်လမ်းပိုင်းပေါ်မှာရှိပြီးမိုးကုတ်မြို့အတွက်အရေးပါတဲ့နေရာလို့လည်းတပိတ်ချင်းနယ်မှာတိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့တစ်ခုကတာဝန်ရှိသူကပြောပါတယ်။ပြန်ပါသွားတယ်လို့တော့သတင်းကြတဲ့အဲ့ဒီမှာပြီးခဲ့တဲ့ပတ်တဲကပြင်းထန်နေတာစစ်တပ်ကလေကြောင်းအားကိုးပြီးလို့တော့ရဲဘော်တွေလည်းအတော်လေးခုခံပါတယ်လို့သူကဆက်ပြောပါတယ်။စက်တင်ဘာ15ရက်ကလမ်းလယ်ကြီးကျေးရွာတိုက်ပွဲမှာမန္တလေးမြို့ချမ်းမြတာစီမြို့နယ်ကပကဖရဲဘော်တူလည်းကြာဆုံးထားတယ်လို့သိရပါတယ်။တပိတ်ချင်းမြို့နယ်ရဲ့73မိုင်ဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပြီးစစ်တပ်ကတရုံးနဲ့လေကြောင်းအားကိုးကထိုးစစ်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။လန်ဆယ်ဒေသတိုက်ပွဲစစ်တပ်နဲ့ပြည်သူစစ်ပြန်လဲဆုတ်ခွာသွားပြီးယာယီဆုတ်ခွာရတဲ့စခန်းကို KIA ပြန်လဲသိမ်းပိုက်စက်တင်ဘာ24ရက်နေ့တရင်ကတော့ကချင်ပြည်နယ်ဆော့လော်မြို့နယ်လန်ဆယ်ဒေသမှာမနေ့ကစက်တင်ဘာ23ရက်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာစစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ပြန်လဲဆုတ်ခွာသွားပြီးယာယီဆုတ်ခွာရတဲ့စခန်းကို KIA ပြန်လဲသိမ်းပိုက်ခဲ့တယ်လို့စစ်ရေးသတင်းကပြောလာပါတယ်။စစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ဟာစက်တင်ဘာ19ရက်မှာ KIA သိမ်းထားတဲ့လန်ဆယ်ဒေသကိုပြန်လည်ရယူနိုင်ရေးထိုးစစ်ဆင်ခဲ့ရာနားရက်ဆက်တိုက်ပွဲတွေဖြစ်ခဲ့တာပါ။လန်ဆယ်ဒေသကလာဟီဆယ်စခန်းမြောက်ဘက်နေရာဝင်ရောက်နေရာယူထားတဲ့စစ်တပ်ပြည်သူစစ်ပူးပေါင်းတပ်ကိုစက်တင်ဘာ23ရက်နေ့လယ်မှာတိုက်ခိုက်ခဲ့ပြီးတောင်ကျောကိုဆက်လက်ရှင်းလင်းနေရလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကတည်ပေးထားပါတယ်။အခြားစစ်ရေးသတင်းရင်းမြစ်တူကလည်းနားတို့စခန်းပြန်ရပြီးကာကင်းကုန်းတစ်ခုပါစခန်းကြီးတော့မဟုတ်ဘူးအခုတော့အကုန်ပြန်ရပါပြီလို့လန်ဆယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ပြည်သူစစ်တပ်တွေထိုးစစ်အစမှာဝင်ရောက်ထားနိုင်ခဲ့တဲ့နေရာတွေမှာပြန်လည်ဆုတ်ခွာပေးရမှုပေါ်မှတ်ချက်ပြုပါတယ်။စစ်တပ်ဟာလန်ဆယ်ပါဝင် KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်လည်ရရှိဖို့အတွက်ကချင်ဒေသကပြည်သူစစ်အင်အားတွေတုံ့ပြုထိုးစစ်ဆင်နေရာဝိုင်းမော်မြို့နယ်လက်မြန်ဒေသမှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။